အထက်တန်းကျောင်းသူလေးတွေကိုကျူရှင်သင်ပေးတဲ့ဆရာမရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။လာသားသမီးတို့လားကျူရှင်နောက်ကျနေပြီ။ဆရာမဒီနေ့သားသမီးတို့လာခေါ်တာ။ဆရာမဘလို့သားသမီးတို့လာခေါ်တယ်။သားသမီးတို့ကိုယ်တိုင်လာခဲ့မှာပေါ့ဆရာမပင်ပန်းတာပေါ့။အော်ရတယ်ဘာမှမဖြစ်။ခဏဆောင်နော်မ။လူလန်းကြောင်းကူမှမသူမှမရှိဘူးဆိုလားတမ let's go ပါလာလားကိုဟုတ်ပါလာပါရဲ့ကဲ uniform ဝတ်ခဲ့ရဘသူပါလဲနှစ်ယောက်ကြောင့်နော်ဒီနေ့ကြောင့် uniform ဝတ်သွားလားဝတ်သွားတယ်ဆီမရဲ့ဟဲ့မေဝါအားကစားလို့ဆိုပြီးချွတ်ထားတာโอเคဆိုမတတ်သမီးထိုင်မယ်နော်ပြီးကျမကြည့်ရှင်မှာမုတ်ကြည့်မယ်ခေတာသမီးခဏတယောက်ခလေးစီထိုင်မယ်နော်ထိုင်လေးသမီးဒီမှာโอเคထိုင်နော်ဆိုတော့ကျမကြည့်ရှင်ကိုမရောက်လာသေးတာနောက်လူနည်းနည်းလူသေးရဲ့โอเคဆိုတော့မနေ့ကအင်စာပေးလိုက်တဲ့ဟာပြီးပြီလားဟဲ့နောင်ချိုဒီမှာလောက်နေရလေနေဒီနေ့ကြမ်းသွားလားသွားဦးဆီယမဘာဖြစ်လို့လဲဖျားနေလို့အော်မလေးအဲ့ဒါကိုလည်းပြန်နေနိုင်တယ်နော်မနေ့ကပေးလိုက်တယ်အင်စာရေကုန်ပြီးပြီလားပြီးပါပြီဆီယမโอเคဆိုရင်အသက်မနော်โอเคအားလုံးဒီမှာမြည်တဲ့အတိုင်းပဲနှစ်အစားနှစ်โอเคအားလုံးစာတိချာလေးလုပ်ပါမယ်โอเคကဲဆိုဆရာမခဏကြာရင်ဧည့်သည်လာမှာမို့လို့အားလုံးငြိမ့်ငြိမ့်ဆက်ဆိုင်နေမယ်ဆရာမခဏနေကြာရင်ကျောင်းသူတယောက်လာမှာโอเคဟုတ်ကဲ့ပါဆရာမโอเคလိမ့်ပါနော်တော့သမီးတို့ကခေးဆိုတာလေးတွက်မယ်နှစ်အစားနှစ်အဖြေက3မဟုတ်ဘူးနော်နှစ်1နော်အဖြေက1ဆိုမှမှန်မယ်နော်โอเคစာရေးရမနော်โอเคချစ်ကဲအားလုံးပဲဒီစာကိုပြီးဆိုရင်နားမယ်နော်โอเคဆိုတော့ပြီးရင်ကျောင်းသူတက်လာမှာဆိုတော့အလုံးကြီးဆက်ဆက်နေမယ်နော်ဟုတ်ကဲ့ပါဆရာမဟုတ်ပြောရေးဆိုရင်လာပြီလာသမီးလေးလားကဲသမီးလေးကpiano လဲတီးတတ်တယ်ဆိုတော့ piano လဲတီးရမယ်နော်ဟုတ်ကဲ့ပါဆရာမလာသမီးလေးသူ့ရဲ့ဘေးနားမှာထိုင်နော်သမီးကြိတ်တဲ့နားထိုင်အော်သမီးရဲ့အိုးဘယ်နားထိုင်ခိုင်းကောင်းလို့ကောင်းမတော့နာမခဏထိုင်ဆောင်လိုက်မှသူဘယ်နားသွားခဲ့လဲမသိโอเคသမီးလေးဖေးထားသွားခဲ့ပါလေထားကဲသမီးစာတိချလို့မယ်နော်ကဲခဏဆောင်ကြနော်ပြီးရင်သမင်းစားကြောင်းစီသမီးလားโอเคသမီးလေးအခုမှဆိုမသိသေးဟာသမီးလေးအိမ်နဲ့မထိမှာ
Okay so အဲ့လိုပဲစတိချလုပ်ပါမယ်ဆရာမကပြီးရင်နောက်တစ်ပတ်ကျရင်တပတ်လုံးနားမှာ okay ဆိုရလေဆိုအလုံးသေးသေးချာလုံးပါသမီးလေးကတော့ဒီညစမတင်သေးဘူးနော်နောက်မှပဲထိတ်ဆောင်နေပါဟုတ်ကဲ့ပါဆရာမ okay so အလုံးနားလို့ရပြီနော်မုံစားချက်ပါ okay ကျန်တဲ့သူတွေကမစားကြအောင်လားဟုတ်အိမ်ကစားနိုင်ရှင်ခေတမီယာ rice ball ဒါက sandwich ပါ okay ဒီကစားနေပဲတင်ရသေးတာနော်အားလုံးနားခိုင်ထားတာ okay okay ဒီဗီဒီယိုလေးကတော့ဒါတော့ပါပဲရှင်နောက်ကြည့်ချင်တာလေးရှိရင် comment မှာ mind ခဲ့ပေးပါနော် bye bye